မွေးမြူတဲ့အိဆန်တွေဆိုတဲ့ဟာလေလူတွေနဲ့ဒူဒူပါပဲလူတွေလိုပဲနေမကောင်းဖျားနာတဲ့အချိန်တွေရှိပါတယ်မွေးမြူရေးလောက်ရင်အိဆန်လေးတွေနေမကောင်းဖျားနာယောဂတွေနဲ့မလွတ်မသွေကြုံတွေ့ရမှာပါဒါပေမဲ့စိတ်ပူစရာမလိုပါဘူးကြဲတွေနေမကောင်းမကြမ်းပါတဲ့အခါကုသဖို့အတွက်ဒီဒိုစီဆိုးဆေးကိုသာဆောင်ထားလိုက်ပါကိုယ့်ရဲ့မွေးမြူရေးရှာမှာကြဲတွေနေမကောင်းတဲ့အခါကုသဖို့ဒီဒိုစီဆိုးဆေးကိုအမြဲတမ်းအစင်နဲ့ဆောင်ထားမယ်ဆိုရင်ကြဲယောဂကြာရမှုအတွက်အရန်ကြီးစိတ်ပူစရာမလိုတော့ပါဘူးဒီဆေးနာမည်ကတော့ဒိုစီဆိုးဆေးပါဒီဒိုစီဆိုးလို့ခေါ်တဲ့ဒီဆေးကအထူးသဖြင့်ကြက်အသားတို့ကြက်ဥစားကြက်ကြက်ဆန်သို့မဟုတ်ဘေးဆက်တဲ့ကျန်းငတ်တွေမှာဖြစ်တတ်တဲ့ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကိုကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်ဒီဒိုစီဆိုးဆေးဟာရေမှာအလွယ်တကူပျော်ဝင်နိုင်တဲ့ရေဖြိုတက်ရတဲ့အမှုန့်ပုံစံဆေးတစ်မျိုးဖြစ်ပါတယ်ရေထဲမှာအလွယ်တကူပျော်ဝင်နိုင်တဲ့အမှုန့်ပုံစံဒိုစီဆိုးဆေးဟာအစာလမ်းကြောင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ရောက်ခြင်းအပါအဝင်ယောဂများစွာကိုထိရောက်ကျေပြန့်စွာကုသနိုင်ပါတယ်ဒီဒိုစီဆိုးဆေးရဲ့ကုသနိုင်တဲ့ယောဂများကတော့အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်းယောဂပိုးကူးစက်ခြင်းမိုက်ကိုပလတ်စမာဟီကိုဖီလန်အစာလမ်းကြောင်းဆိုင်ရာယောဂပိုးကူးစက်ခြင်းအစာအစိုက်သက်ခြင်းအီကိုလိုက်ဆင်နမိုနီလာကျဲငယ်ဘေးဝမ်ယောဂဝမ်ပြဝမ်ရှိုခြင်းရှိစင်းရှိဖြူသောခြင်းတောက်ကွဲဖျားနာအေမင်းခြင်းအားနေပြီးအစာစားခြင်းဆိုင်မရှိခြင်းညင်ကုတ်ပြီးတောင်ပန်ကျနေခြင်းလေရှောင်းမအတန်မြေခြင်းအသက်ရှူရခက်ခြင်းအသက်ရှူတန်ကျေရှဲဆက်တဲ့ကျန်းနာများကိုကုသနိုင်ပါတယ်ကျွန်တော်ရဲ့မိုက်ဆွေတို့မှာကျက်တွေအများအများမွေးမြူထားတယ်ဆိုရင်ဒီဆေးကိုအမြဲတမ်းဆောင်ထားဖို့အကြံပြုလိုပါတယ်ကိုရှာမှာဒီဆေးကိုဆောင်ထားမယ်ဆိုရင်ကျန်းနာကြားရမှုအတွက်စိုက်ပူစရာမလိုတော့ပါဘူးဒီဆေးကိုစိုက်ဝင်စားလို့ဝယ်ယူရှင်နေဆိုရင်ကျွန်တော်တို့စီမှာဆက်သွယ်စုံစမ်းမင်းများနိုင်ပါတယ်အဘလိုက်စာနဲ့ဖုန်းနံပါတ် Facebook ကနေလည်းတစ်ဆက်ဆက်သွယ်မှာယူရရှိနိုင်ပါတယ်